ကြီးတာဒီကအခုအင်းစိန်ဘူတာကိုရောက်နေပါတယ်အဲ့မှာအင်းစိန်ပြိုရှိပါပါရောက်မှာရွာမတွေ့လားရွာမရေးတာဒီဘက်ကိုသွားမှာပြီးတော့နော်ရွာမကိုရောက်မှာနော်တသားရထားပါနော်မလာဘူးခင်ဗျာโอเคမလို့ဖျားမရောက်ဘူးဒါမလို့ရထားသွားတဲ့လမ်းမဟုတ်ဒါနောက်တလမ်းကြားတာမလို့ဖျားသွားမလို့ဖျားသွားတဲ့ရထားမရှိတော့မလို့ဖျားသွားတဲ့ရထားမရှိတော့ तू ကဒီချိန်ကမထွက်သေးဘူးလေဒီချိန်ကမထွက်သေးဘူးလေကြားလားနော်သွားတော့မဦးခဏထွက်မကြတော့နော်မိုက်လားငါလည်းစီလို့ဒီမှာကြည့်ဦးနော်ပြပြမယ်ရထားလမ်းနေကြည့်哦，ရထားတသီးလာနေရထားတသီးလာရထားတသီးရပြက်ဟိုမှာတသီးလာနေဟိုမှာတသီးလာအဲ့ရထားလားခဏခဏနေဟိုမှာတသီးလာပြီးတော့ခုနကဟိုဘက်စီသွားလို့ရဒီမှာတသီးသွားတာဒါကြည့်လာဝေါသွားမလာဘူးတော့ဖျားမှုရထားမှုဒါတပြင်းနေရသွားရထားဒါမလာဘူးဖျားဒီရထားအိတ်တော်မှာမသွားတော့ရထားအိတ်တော်မှာမသွားတော့ရထားအိတ်တော်မှာမသွားတော့ငါကပြီလို့အဲ့ရထားဒါရထားအဲ့ရထားကြည့်ဒါရထားသွားနေဟိုရထားသွားကြည့်မလားဟိုဘက်တွဲသွားကြည့်မလားဟိုဘက်တွဲသွားကြည့်မယ်ရှေ့ရသွားဟိုဘက်သွားကြည့်မလားနောက်တွဲသွားကြည့်ပြပြရိုက်ထားပြီနော်ပြပြရိုက်ထားပြီဟမ်ဒါမှတော့ဒါရထားတော်တော်နဲ့ဆက်တာအဲ့ဒီမှာထိုင်လဲရထိုင်ပါဦးရှိပါဟမ်ရထိုင်တော့အေးထိုင်နေတော့ဆွေရောမန်ဖွင့်နော်ကြည့်ပါအဲ့ဒီမှာလူတွေရှိကြည့်ပါငါဖွင့်ရောက်ပြကိုင်းနာဆိုတာဗီဒီယိုရိုက်ပြီးထားပြီဗျတော့အမှတ်တည်း哇！ရထားစီးပါမယ်အဲ့ထွက်ပါတော့မယ်မိုက်လားဟမ်မိုက်ဒါဘူရာလို့ခေါ်မှတ်တာနော်မြန်မာလိုဘူရာအင်္ဂလိပ်လို station လို့ခေါ်တယ်နော်မှတ်တာနော်